ဒီလိုကြီးကတစိုးကြီးမြင်လာပြီးနောက်ဆုံးကျတော့ဝင်းကျင်းဆိုတာမရှိဘူးလားအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့လေတရားလေးနိုင်နဲ့ဟင်းလေးချက်ပြထားပါရှင်အကုန်စင်းနှုံးနေရမြင့်လာရဲဆိုတော့လေကိုလည်းတရားနိုင်နဲ့ပဲဟင်းချက်တော့ရရှင်မဟုတ်ဘူးဆိုရင်စားမဝင်မှဆိုလို့ပါနော်ကဲဒီနေ့ကတော့နောကလေးမုံလာပင်လေးတွေတွေ့လို့မုံလာဥချင်းဟင်းလေးချက်ပါမယ်ပြီးတော့ငါချောက်လေးကိုကြော်ပါမယ်ရှင်ပထမဦးဆုံးတော့မုံလာချင်းဟင်းလေးချက်ဖို့ပြင်ဆင်လိုက်ပါဦးမယ်နော်ဒါချက်တော့အနေလေးနဲ့ခရမ်းညင်သီးလေးတစ်လုံးတော့သုံးထားပါရဲ့ရှင်ခရမ်းညင်သီးရလည်းဒီမှာစေးတအားကြီးနေရဖြစ်တဲ့အတွက်ကြောင့်အခုတော့တစ်လုံးမှသုံးပါတော့ရယ်ဟိုနှုံးလေးကိုရှော့လိုက်တာပေါ့နော်နောက်ကတော့ချက်တော်လေးတူရဲ့ခရမ်းညင်သီးတစ်လုံးရယ်ကိုပဲအခုလိုမျိုးလေးတွေစိတ်ပြီးတော့မုံလာဦးလေးတွေတေချာလှိရှုပ်ပြီးတော့စီကြောထားတာလေးပါအကုန်လုံးရောပြီးတခါရဲ့ဟင်းအိုးတဲမှာဖြစ်ပါရဲ့ရှင်ဒီထဲမှာအရသာကိုလည်းတော့တခါရဲ့ထည့်လိုက်ပါရဲ့နော်ဒီထဲမှာအရသာအနေနဲ့ရောစားအချုံမို့ရဲ့ငပြာရည်လေးရထည့်တယ်ပြီးတော့ထုံးစံအတိုင်းစနစ်မုံလေးနဲ့ပဲထည့်ပါရဲ့ရှင်ဒီအချိန်မှာအယောင်တမုံစားတဲ့လူရအောင်အယောင်တမုံလေးထည့်ပေးလို့ရပါရဲ့ပြီးရင်စီစိမ့်လေးနည်းနည်းပါယုံဆိုယုံလောက်ပဲထည့်တယ်ပေါ့နော်စီတွေအများကြီးဆိုရင်ဟင်းရည်ရတောက်လို့မကောင်းပါဘူးရှင်အဲ့ရလေးကိုခဏလောက်အဖုံးပိတ်ပြီးတော့အခုလိုမျိုးလေးနွန်းလာရဲ့အထိတဲပေးထားလိုက်ရုံပါပဲရှင်အရွယ်လေးတွေနုံးလာပြီဆိုမှတော့ကမကြီးရည်လေးထည့်ပါမယ်မကြီးရည်ဖြောထားပြီးသားလေးထည့်ပြီးတော့ဖုံးလေးအုပ်ပြီးခဏတဲထားပြီးအခုလိုရောင်လေးပြောင်းတဲ့အထိခဏဆောင်ပေးပါရဲ့ပြီးတော့မှအစင်းသစ်တဲထားတဲ့အရင်လေးကိုထည့်ပြီးတော့ဒါလေးကိုကြားတဲ့အထိတဲပေးထားလိုက်ပါတယ်ရှင်အဲ့အချိန်ထဲမှာပဲနောကတစ်ဖက်ချက်မှာငါ6ကြော်မယ်ပေါ့နော်ငါ6ကြော်ဖို့လှီးထားတဲ့ချက်သွန်ဖြူလေးတွေကိုအရင်ကြော်လိုက်ပါမယ်ရှင်ချက်သွန်ဖြူလေးတွေအခုလိုမျိုးလေးတွေရွှေဝိုင်းအောင်ရပြီဆိုတာနဲ့ဆဲပြီးတော့ခတ်ထားပေးပါရဲ့ပြီးတော့အစင်သစ်လှီးထားရဲ့ပေါ့နော်ငါ6လေးတွေထည့်ပါရဲ့ဒါကိုကောင်းငွာပြီးသားအစင်သစ်တန့်စင်ပြီးသားဟာလေးပေါ့နော်တော့အိမ်မှာခွာထားတာပါရှင်အဲ့ရလေးတွေကိုတော့ကအခုလိုမျိုးလေးကျွတ်နေရဒီမီအေးအေးလေးနဲ့ပဲကြော်ပေးပါရဲ့နော်မီအေးနဲ့မကြော်ဆိုရင်သူကချက်ချင်းတူဝတပါရှင်မီအေးအေးလေးနဲ့ကြော်ရင်းမှာဒါကျွတ်ကျွတ်လေးနဲ့ဟိုငါ6လေးနဲ့ကြက်တာပေါ့နော်ခုလိုငါ6လေးကြက်သွားပြီဆိုမှငရုတ်သီးလေးကိုခွဲချမ်းလေးကိုကြော်ပါရဲ့ငရုတ်သီးခွဲချမ်းထည့်တဲ့နေရာမှာတော့ငါပြားရည်လေးနဲ့နဲ့ရဲ့ချုံမုံလေးနဲ့နဲ့ရဲ့စားလေးနဲ့နဲ့ရဲ့ထည့်ပြီးကြော်ပါရဲ့ရှင်ပြီးတော့အခုလိုမျိုးလေးတွေပဲထည့်ထားလိုက်ပါရဲ့အားလုံးတမအောင်ရောပြီးမှွေလိုက်မယ်ဆိုလဲရတယ်ရှင်ဟိုကကြတော့အဖြူလေးလေးနဲ့စားခြင်းနဲ့အခါလေးကြာရင်လက်ဖက်တုံးလေးပါလေးနဲ့ထည့်ပြီးတုပ်စားခြင်းတာဖြစ်တဲ့အကြောင်းအဖြူလေးလေးတက်တက်ဖယ်ထားရပါရှင်ကဲအခုဒီမှာဆိုရင်အချင်းဟင်းလေးရလည်းရပါပြီရှင်အခုတလုံးလေးအခုလိုအရေးဟင်းလေးနဲ့ပဲထမင်းစားလို့ရမိန်နေတယ်ပေါ့နော်အဲ့ရောအရေးဟင်းလေးနဲ့ဟင်းအတွဲဆက်လေးတွေပြီးတော့ဈေးနှုန်းချိုသားမဲ့ဟာလေးတွေကိုပဲတော့ကအခုတလုံးချက်ပြပေးနေပါရဲ့ရှင်အခုတလောဒူဘိုင်းမှာကအသေးရွယ်လေးရလဲဈေးကြီးလာရဲ့ပေါ့နော်ဟိုတခွားသည်ဆိုရင်အရင်တော့3ချက်လောက်ပဲပေးရတာကိုအခုဟိုနေရတော့ဝယ်လာ6ချက်9ချက်လောက်ပေးရရဲ့ခရမ်းကြီးလေးဆိုလဲအဲ့လောက်ပေးရရဲ့ပေါ့နော်ကိုလိုပဲအသေးရွက်နဲ့မှစားတတ်တဲ့သူရဲ့အတွက်ဆိုရင်အခုလိုမျိုးချင်းဟင်းလေးတစ်ခွက်ချက်အဲ့လိုမျိုးလေးချက်တက်ဆိုရင်မနက်စာရောညစာရောစားလို့ရရဲ့ပေါ့နော်အဲ့ရောအခုလိုမျိုးဟင်းအတွဲဆက်လေးပဲအခုတလောချက်ပြပေးနေပါမယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်